မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ရမဲသိမ်းမျိုးနဲ့အုတ်ချုပ်ရည်မှုမောင်ရွှေသိန်းငလျင်အတွက်ချထားပေးသောရေသွေးမြင့်တန်ကြောင်းများကိုရေသွေးနှိမ်တန်များနဲ့လဲလှယ်၍ခိုးယူရောင်းစားတဲ့သတင်းမင်းအောင်လှိုင်ရဲ့စစ်ဦးစီးချုပ်ယာဒူတာဝန်များကိုဒုစစ်ခေါင်းဆောင်စိုးဝင်းကယာယီစတင်လွှဲပြောင်းယူတဲ့သတင်းဇော်မဲလုံးယာဒူမှဖယ်ရှားခံရတဲ့သတင်းပထမဆုံးသတင်းတစ်ပုဒ်ကတော့ငလျင်ဘေးဒဏ်ကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေရတဲ့အချိန်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေသာထောက်ပံ့ရေးပစ္စည်းတွေကိုကိုကျိုးအတွက်အကတိလိုက်စားနေခိုးယူရောင်းစားနေတဲ့ဆိုတဲ့သတင်းစိုးတွေထွက်ပေါ်လာပါတယ်။အဆိုးဆုံးကတော့မန္တလေးတိုင်းရမဲသိမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဥက္ကဋ္ဌမောင်ရွှေသိန်းလည်းလုပ်ရပဲဖြစ်ပါတယ်။သူဟာငလျင်ဘေးပြန်လဲထူထောင်ရေးအတွက်နိုင်ငံတကာကလှူဒန်းထားတဲ့အရေးအသွေးမြင့် export တန်ကြောင်းတွေကိုပြည်တွင်းဖြစ်အရေးသွေးနှိမ်တန်ကြောင်းတွေနဲ့လဲလှယ်၍ကိုကျိုးအတွက်ပြန်လဲရောင်းစားနေတယ်လို့ဒေသခံတွေနဲ့ထွေအုပ်သတင်းရင်းမြစ်တွေကဆိုပါတယ်။ရမဲသိမ်းမြို့နယ်အတွက်ချထားပေးတဲ့တန်ကြောင်းတန်ချိန်3000ကျော်ကိုအခုလိုမျိုးအရေးအသွေးမမီတဲ့တန်တွေနဲ့လဲလှယ်နေတာဖြစ်ပြီးခဲ့တဲ့နှစ်ကလည်းငလျင်ဘေးအတွက်ပေးဝေတဲ့ဘီလက်မြေတွေကိုအလားတကူပဲခိုးယူရောင်းစားခဲ့ပွေလို့သိရပါတယ်။ဒါအပြင်မန္တလေးမဟာအောင်ငင်မြို့နယ်စိန်ပန်းစရှိရက်ကွက်အုပ်ချုပ်ရေးမှုသူရမင်းဇော်ကလည်းငလျင်ဘေးထောက်ပံ့ငွေလက်ဆောင်ပေးမယ်ဆိုပြီးအိမ်ပြိုသွားလေပြည်သူတွေစီကနေတအိမ်ကို9သိန်းခွဲအထိငွေတောင်းခံမှုတွေရှိနေပါတယ်။စကိုင်းမြို့နယ်ဝါချက်ကြီးရွာအုပ်ချုပ်ရေးမှုဦးစိုးလွင်ကလည်းအလူငွေတွေကိုအပြည့်အဝမပေးဘဲဖြတ်တောက်ယူဆောင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။လက်ရှိမှာပြည်သူတွေဟာငလျင်တန်ကြောင့်ဝိုင်းရေးချက်တီးနေချိန်မှာအုတ်ချုပ်ရေးမှုတွေကအခုလိုမျိုးအဆင့်ဖြတ်တောက်ခိုးယူနေကြတာဖြစ်ပြီးဒီအပေါ်မှာလည်းစစ်ကောင်စီဘက်ကတဆုံတရအရေးယူဆောင်ရွက်တာမျိုးမရှိသေးပါဘူးခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့မဲအောင်လှိုင်ရဲ့စစ်ဦးစီးချုပ်ယာဒူတာဝန်များကိုဒုစစ်ခေါင်းဆောင်စိုးဝင်းကယာယီစာတင်လွှဲပြောင်းယူတဲ့သတင်းပဲဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံရေးအခင်းကျင်းမှာအတော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့စစ်ဘက်ဆိုင်ရာထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲသတင်းတွေထွက်ပေါ်နေပါတယ်နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေရဲ့အဆိုအရအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်ဦးစီးချုပ်ယာဒူတာဝန်များကိုဒုစစ်ခေါင်းဆောင်စိုးဝင်းကယာယီအချင်းစတင်လွှဲပြောင်းရယူနေပြီလို့သိရပါတယ်။ပြီးခဲ့တဲ့80ပနှစ်မြောက်စစ်တပ်နှစ်ပတ်လည်နေ့အထိုင်အမှအငိမ့်စာစစ်အရာရှိကြီးတွေကိုကြောတဲ့ပွဲမှာလည်းဒုစစ်ခေါင်းဆောင်စိုးဝင်းကိုယ်တိုင်ကအခမ်းအနားပြီးရင်ခေါင်းဆောင်ပိုင်းအပြောင်းလဲရှိမယ်။မကြာမီမှာသမ္မတနဲ့ဒုတိယသမ္မတတွေပေါ်ပေါက်လာမယ်လို့အရင်အမှတ်ထုတ်ဖော်ပြောကြားခဲ့တာပါ။အခုဆိုရင်စစ်တပ်အတွင်းကအမိန့်နဲ့ညွှန်ကြားချက်တော်တော်များများကိုစစ်ဦးစီးချုပ်ကိုစားဆိုတဲ့လက်မှတ်နဲ့ဒုချုပ်စိုးဝင်းကဆက်တိုက်ထုတ်ပြန်နေတာကိုတွေ့ရပါတယ်။ရှေ့ဆက်ပြီးသမ္မတနဲ့အစိုးရအဖွဲ့ဖွဲ့စည်းပြီးတာနဲ့ကာလုံအစည်းအဝေးခေါ်ယူပြီးတရားဝင်တက်ချုပ်တစ်ကိုခန့်အပ်ဖွဲ့ရှိနေပါတယ်။လက်ရှိမှာတော့ဒုချုပ်စိုးဝင်းကယာယီတာဝန်ယူထားပေမဲ့နောက်ပိုင်းမှာဒုချုပ်ကိုပဲတရားဝင်တက်ချုပ်အဖြစ်ဆက်ပေးမလားဒါမှမဟုတ်ဖိုဂျူခီရဲဝင်းဦးကိုတက်ချုပ်ယာဒူပေးမလားဆိုတာကတော့အတော်လေးစိတ်ဝင်စားဖို့ကောင်းနေပါတယ်။စစ်တပ်အတွင်းထိပ်ပိုင်းယာဒူနေရာအပြောင်းလဲတွေကိုတော့တက်ချုပ်တဲ့တရားဝင်ခန့်အပ်ပြီးချိန်မှာပုံမမြင်တွေ့ဖို့ရှိနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီရဲ့ပြောရေးစော်ခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းယာဒူကနေဖယ်ရှားခံလိုက်ရပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။စစ်ကောင်စီရဲ့ပြည်သူစစ်ဆန့်ရေးနဲ့စိတ်သက်စစ်ဆေးရေးညွှန်ကြားရေးမှုနေရာမှာဗိုလ်မှူးချုပ်ရဲရင်အောင်နဲ့အစားထိုးခန့်အပ်လိုက်ပြီးတော့သိရပါတယ်။ဗိုလ်ချုပ်ဇော်မင်းထွန်းဟာမကြာသေးမီကထွက်ပေါ်ခဲ့တဲ့စစ်ကောင်းဆောင်ရဲ့ခွဲစိတ်ကူးတမှုဆိုင်ရာထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတက်တွင်းစုံစမ်းစစ်ဆေးမှုတွေခံရရတယ်လို့လက်ရှိမှာစစ်ပက်ယာဒူကနေအနာပေးခံလိုက်ရပြီလို့သတင်းတွေကြဲဖြန့်ထွက်ပေါ်နေတာပါ။ဒါတွေမကသေးပါဘူး။အရေးကြီးတဲ့တပ်မတော်နေဂုံပြုညစာစားပွဲနဲ့ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းဦးဆောင်တဲ့အငိမ့်စားစစ်ဗိုလ်ချုပ်ကြီးတွေကိုကတော့လေပွဲတွေမှာလည်းဗိုလ်ချုပ်ဇော်မင်းထွန်းတက်ရောက်ခဲ့ခြင်းမရှိတာကိုတွေ့ရပါတယ်။ဒါပေမဲ့ပြန်လည်ရေးဝင်ကြီးဌာနရဲ့ဒုဝင်ကြီးစီရင်နဲ့ကာလုံတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်နေရာဒီမှာတော့သူ့ကိုအခုအချိန်ထိဖော်ပြထားဆဲဖြစ်ပါတယ်။နေပြည်တော်တရင်ရင်းမိတို့ရဲ့အဆိုအရသူ့ကိုစစ်တပ်အရန်အင်အားတို့ပို့လိုက်တာမျိုးဖြစ်နိုင်ပြီးလာမယ့်ဧပြီလဆန်းမှာဖွဲ့စည်းမဲ့အစိုးရတစ်အဖွဲ့မှာပြန်လည်ရေးဝင်ကြီးဖြစ်လာမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပါ။သူ့ရဲ့နေရာမှာအစားထိုးဝင်အောင်လာတဲ့ဗိုလ်မှူးချုပ်ရဲရင်အောင်ကတော့80နှစ်မြောက်တပ်မတော်နေအထိမ်းအမှတ်စုပေးပွဲတွေမှာစုတွေပေးရချီးမြှင့်နေတာကိုစတင်မြင်တွေ့နေရပြီဖြစ်ပါတယ်။စစ်တပ်အတွင်းကဒီလိုရုတ်တရက်အပြောင်းလဲတွေဟာဘလို့အခြေအနေတွေကြောင့်ဖြစ်လာတယ်လဲဆိုတာကတော့အတော်လေးစိတ်ဝင်စားဖို့ကောင်းနေ